Karate ပညာရေးကိုစိတ်ဝင်စားပြီးတော့ JK ရှိုတူကန် Karate ရဲ့နည်းစနစ်တွေကိုမှလေ့လာခြင်းနဲ့သိခြင်းနဲ့ပို့ပြီးတော့လေ့ကျင့်ခြင်းနဲ့ဆိုသူတွေအတွက်ဂျပန်နိုင်ငံစကားမြို့မှာကျင်းပတဲ့ World Champion ဆရာကိုယ်တိုင်ကရှင်းပြထားပေးတဲ့ seminar ကိုဒီဗီဒီယိုလေးမှာအစအဆုံးတင်ပေးလိုက်ပါတယ်။ညာဘက်လက်ကိုစမ်းထုတ်လိုက်ပါ။ညာဘက်လက်ကိုစမ်းထုတ်ပြီးတော့ဒီလိုအဆောင်အနေထားနေပြီးတော့ဆွဲယူမိလေ့ကျင့်အောင်လုပ်ဖြစ်ပါတယ်။အဲ့လိုဆွဲတဲ့အခါမှာခြေထောက်ကပွင့်ပြီးတော့ဒီအားတွေကနောက်ကိုဆွဲရတယ်မဟုတ်ဘဲနဲ့ကိုယ့်ရဲ့ဒီ joint တွေအကုန်လုံးကဆွဲချုံလိုက်တဲ့နေရာတစ်ခုတည်းကိုဆွဲချုံလိုက်တယ်လို့မျိုးဆွဲယူတဲ့အဖြောင့်လက်သီးဆွဲနည်းကိုလေ့ကျင့်မှာဖြစ်ပါတယ်။ဖြစ်နိုင်ရင်ဆွဲယူတာမျိုးကိုတိုးလေးမဟုတ်ဘဲနဲ့ရှည်တွေဆွဲဆန့်ပြီးတော့ဆွဲယူတဲ့ဟာမျိုးလေ့ကျင့်စေလိုပါတယ်တဲ့ဒီလိုလေ့ကျင့်ခန်းမှာအားမလိုပါဘူးအားတွေဖြောထားပြီးတော့ကိုယ့်ရဲ့အမြန်ဆုံးအဖြော်ဆုံးကိုလေ့ကျင့်မှာဖြစ်ပါတယ်ကိုယ်ကစားပြီးတော့အားနဲ့ထည့်ပြီးတော့လေ့ကျင့်မှာဖြစ်ပါတယ်ဘယ်ညာတလဲစီပြောင်းပြီးတော့လေ့ကျင့်မှာဖြစ်ပါတယ်ဘယ်ရောညာရောအလားတရံကတော့တူတူပါပဲစမ်းထုတ်မယ်ဆွဲယူမယ်အဲ့ဒီအချိန်မှာအားတွေကိုအပြင်ကိုပြတ်မကျသွားအောင်ကိုယ့်ရဲ့အတွင်းဘက်ကိုပဲဆွဲယူရဲဆွဲနည်းကိုလေ့ကျင့်မှာဖြစ်ပါတယ်အခုလေ့ကျင့်ခဲ့တဲ့ Hikite ဒီဆွဲတဲ့လက်ပေါ့နော်ဆွဲတဲ့လက်ကိုတေချာသတိပြုပြီးတော့ဆွဲတာနဲ့ထိုးတာနဲ့ကိုအချိန်ကိုက်ညီမှုဆွဲပြီးတော့ထိုးတဲ့အချိန်မှာဆွဲတာကြီးပဲထိုးတာကြီးပဲမကိုက်ညီတာမျိုးမဟုတ်ဘူးနဲ့ဆွဲတာနဲ့ထိုးတာနဲ့ကိုကိုက်ညီမှုဖြစ်တဲ့လေ့ကျင့်ခန်းကိုလုပ်ပါမယ်ခုနလေ့ကျင့်ထားတဲ့ဒီလက်ဆွဲတဲ့ဟာကိုတကယ်ကိုယ့်ရဲ့ခန္ဓာကိုယ်အတွင်းတက်ကိုချုပ်ပြီးတော့ဆွဲတာပြီးတော့အဲ့ဆွဲအထုပ်ကိုညှိပြီးတော့အချိန်ကွက်တိကြအောင်အာရုံစိုက်ပြီးတော့လေ့ကျင့်မှာဖြစ်ပါတယ်ခုလုတ်တဲ့ဟာကိုအာရုံစိုက်ပြီးတော့ဂျော်ဒန်ချူဒန်အပေါ်ကူကောင်ပိုင်းနဲ့ဒီအလေပိုင်းကိုခွဲပြီးတော့လက်သီးထိုးလက်သီးဆွဲလေ့ကျင့်မှာဖြစ်ပါတယ်ခုဒီလေ့ကျင့်ခန်းမှာနှလုံးသွင်းထားမယ့်ဟာကကျတော့ဒီခါလှဲ့တာကိုပါပေါ့နော်တက်ခါကိုတက်မဟုတ်ဘဲနဲ့အနည်းငယ်ဘီတဆောင်ထိဆွဲလှဲ့ပြီးတော့လက်သီးအဆွဲအထုပ်လက်သီးထိုးလက်သီးဆွဲခြင်းကိုလုပ်မှာဖြစ်ပါတယ်ခါကိုဆွဲလှဲ့မယ်ထိုးမယ်ဒီလိုမျိုးလေ့ကျင့်မှာဖြစ်ပါတယ်ဒီလိုလုပ်တဲ့ဒီမှာနှစ်ခုမြောက်လက်သီးကိုပဲအားစိုက်တာမျိုးမဟုတ်ဘဲနဲ့ပထမလက်သီးတစ်ချက်မှလည်းပထမလက်သီးတစ်ချက်ရဲ့အားဒုတိယလက်သီးမှလည်းဒုတိယလက်သီးရဲ့အားစွမ်းကုန်ထည့်ဖို့ပြောတာဖြစ်ပါတယ်။
2、はい、3、はい、4、はい、5、はい、耐えて、はい、はい、楽にしてください。はい、休まして。一回屈伸しましょう。ちょっと腰を回しましょう。腰。ကိုကတော့ခါလှည့်မယ်လေ့ကျင့်ရဖြစ်ပါတယ်ခါကိုတဲအနေထားနဲ့အဆောင်အနေထားနဲ့အတဲဒါကိုအပပနဲ့လှည့်မယ်လေ့ကျင့်ရဖြစ်ပါတယ်လေ့ကျင့်ရလုပ်တဲ့အခါမှာဒီတင်ပါကအပြင်ကိုထွက်သွားတာမျိုးဆောင်းသွားတာမျိုးမဟုတ်ပဲねတက်မဲမဲရှိရဲ့ခန္ဓာကိုယ်အနေထားနေပြီးတော့ဒီခါတင်ပါနားရဲ့အလှည့်ပေါ့နော်အဲ့ဒါကိုလေ့ကျင့်မှာဖြစ်ပါတယ်နောက်တစ်ခုသတိပြုရမှာကကိုယ့်ရဲ့ခြေပွားခြေထောက်ထောက်ခြေပေါ့နော်ထောက်ခြေနှစ်ခုစလုံးကလိုက်လှည့်ရမျိုးမဟုတ်ဘဲနဲ့ထောက်ခြေနှစ်ခုလုံးကပုံမှန်တိုင်းမြေကြီးပေါ်မှာကတ်နေတယ်လို့မျိုးအတိုင်းထားအနေထားနဲ့ရှိပြီးတော့ဒီခါပိုင်းတင်ပါပိုင်းကိုပဲလှည့်မှာဖြစ်ပါတယ် 5、6、7、အကြီးဆွဲဝစ်လှည့်တာမျိုးမဟုတ်ပဲနဲ့ဒီအတွင်းအနေထားနေ park နဲ့လှည့်ပြီးတော့ park နဲ့ပြန်ပြီးတော့ကိုယ့်ရဲ့မူရင်းနေအောင်ပြန်ရအောင်လုပ်တာမျိုးပါ 9、はい、10、はい、1、2、帯が、はい、3、4、5、6、7、8、9、はい、10、はい、腰回して。はい、行きます。はい、下段払い構えて。はい、右手前に出してください。で、気持ちちょっと。ကိုယ်စံကိုစတက်ချီအနေထားနဲ့ဒီခြေထောက်အနေထားမှာဒီနောက်ခြေကိုပုံမှန်လိုမျိုးကနေရမှာပေါ့နည်းနည်းထောင်ထားပါဘာလို့အခုလေ့ကျင့်မဲ့လေ့ကျင့်ခန်းကဒီနောက်ခြေထောင်ထားတဲ့ဟာနေပြီးတော့အဲ့ဒီနောက်ခြေကိုအောက်ကို side သွားသလိုမျိုးဒီဟန်တဲ့ခန္ဓာကိုယ်တက်မက်အနေထားနဲ့အဆောင်ကိုဆွဲဖိလိုက်သလိုမျိုးနောက်ခြေရဲ့အဖိနဲ့ခန္ဓာကိုယ်ရဲ့အဆောင်တွေကိုတခါတည်းမြေပြင်ပေါ်ကိုဆွဲယူလိုက်သလိုမျိုးဆွဲဆိုင်လိုက်သလိုမျိုးလေ့ကျင့်ခန်းလုပ်မှာဖြစ်ပါတယ် ဒီလိုပဲနောက်ချီဆွဲလိုက်လက်တဲ့အချိန်မှာရှေ့ခြေပါလိုက်ပြီးတော့ရိုင်သွားတာမျိုးဝင်သွားတာမျိုးမဟုတ်ဘဲနဲ့ရှေ့ချင်ကိုလည်းသူကသူခိုင်ခိုင်မာမာရှိနေဖို့သတိပြုခိုင်းပါတယ် 5、上体がこう振られないように腰だけさっきのこの半身正面のイメージをはい、いつもより気持ちちょっと大きく体を持ってきたらひねるよね。はい、9、そう、はい、10、はい、反対、足構えて、はい、正確に、はい、1、はい、2、はい、3、4、5、6、7、8、はい、9、はい、10、はい、反対構えて、
今この ခုခြေထောက်ပိုင်းကိုအနည်းငယ်လေ့ကျင့်ပြရတဲ့အခါမှာလက်သီးနဲ့တစ်ခါလေးတွဲပါဖြစ်ပါတယ်နောက်ခြေရဲ့အထောက်နဲ့ဒီလက်သီးဂီဇာမီဆူကီပေါ့နော်ဒီအရှိလက်ထိုးနီးဟာကိုတစ်ချိန်နဲ့တစ်ပြိုင်နက်တည်းအချိန်ကိုက် energy အကိုက်ထိုးခြင်းကိုလေ့ကျင့်မှာဖြစ်ပါတယ် 引いてほしいしながらやるようにしてください。はい、行きましょう。はい、用意。はい、1。そう、しっかり跳ね上がるね。はい、2。はい、3。4。はい、5。6。こう作るからって言ってこういかないようにしっかりと前に行くようなイメージ持っていきます。はい、いくよ。はい、8。はい、9。はい、力入れていきますよ。はい、はい。いい。柔らかくね。3。4。出だしはこう開かないようにね。しっかりこうするようなイメージ。はい、反対。はい、正確に1、2、3。押されてもしっかり耐えれるようにね、後ろ足しっかり乗せておくと。はい、4。はい、力入れて。はい、2。はい、直って。はい、レイ。はい、楽にして。はい、肩を回してください。はい、行きましょう。はい、よーい。 ဒီတစ်ခါမှာနော်ဆောင်းလေ့ကျင့်ခဲ့တဲ့ဟာကိုပဲအခြေခံပြီးတော့ဘေးတစ်ဆောင်လက်သီးထိုးနီးလေ့ကျင့်မှာဖြစ်ပါတယ်ခုနခါတင်ပါပိုင်းကိုလှည့်ပြီးတော့ခါလှည့်နေတွေတင်ပါလှည့်နေတွေအနေငယ်လေ့ကျင့်ခဲ့တဲ့ဟာကိုပဲပြန်အသုံးချပြီးတော့ဒီခါမှာလက်သီးရွာတွေ့ပြီးတော့ထိုးမှာဖြစ်ပါတယ် 逃げないようにしっかりと。ဒီခါတင်ပါလှည့်တဲ့ခါမှာအတွင်းဘက်ကိုဆွဲခြုံပြီးတော့ကိုယ့်ရဲ့အတွင်းဘက်ကိုဆွဲခြုံပြီးတော့လက်သီးကိုလည်းတကယ်ထိုးရဲပါမနော်တခြားနေရာတွေမမပဲနဲ့တာဂက်အတိုင်းကိုလက်သီးဝင်အောင်လို့သတိပြုပါတဲ့ はい、4。はい、5。6。7。8。9。10。一回直ってください、直る。さっきスプレー先生が ခုဒီလေ့ကျင့်ခန်းလုပ်တဲ့ခါမှာမိုင်းဂီရီကန်တလိုမျိုးအနေထားရဲ့ခနာကိုအနေထားပေါ့နော်ဒီတင်ပစုံဒီပေါင် joint ပေါင် joint ကြီးခြုံပြီးတော့ကန်တဲ့အနေထားမျိုးပုံစံမျိုးနဲ့ပုံဖော်ပြီးတော့လက်သီးရထိုးတဲ့ချိန်မှာလည်းမိုင်းဂီရီတကယ်မကန်ပေမဲ့အဲ့လိုမျိုးကန်တဲ့ပုံမျိုးအာယုံစိုက်ပြီးတော့ပေါ့နော်ဒီသဘောတရားကိုအာယုံစိုက်ပြီးတော့မှန်မှန်ကန်ကန်ကိုယ့်ရဲ့ခနာကိုအသုံးချတတ်အောင်လေ့ကျင့်မှာဖြစ်ပါတယ် 振りながら持ってくる。はい、2。3。4。5。6。7。8。9。10。次は裏剣を入れます。裏剣入れ ဒီက ま မှာ す。 ကျတော့ Uragan ဆိုတဲ့လက်သီး technique ကိုထည့်ပြီးတော့ Jakusuki ထည့်ပါမယ်အဲ့တော့ Uragan Jakusuki ဖြစ်ပါမယ် は
はい2 3 4 5 6 7 8 9 10一回直ってください。直る。ちょっと見てください。こう အဲ့တော့ဥရကန်လုပ်တဲ့အခါမှာဒီခါးရဲ့အနေထားပေါ့နော်ခါးရဲ့တစ်ခါလှည့်ပြီးသွားပြီးတော့နောက်ထပ်တစ်ခေါက်အတွင်းဘက်ကိုတည့်ရပေါ့နော်လှုပ်ထည့်ရပြီးတော့ဂျာကူထိုးမှာဖြစ်ပါတယ်မဟုတ်ဘဲနဲ့ဥရကန်ရလိုက်တဲ့အဲ့ဒီအတိုင်းလေးပဲဂျာကူထိုးမယ်ဆိုရင်တော့မဖြစ်ဘူးပေါ့နော်ဒါဆရာပြောနေတာနော်အတွင်းကြကြအသေးစိတ်ကြကြဒါတွေကိုယ်တိုင်လိုက်လုပ်ကြည့်ပြီးတော့မှပို့ပြီးတော့တည်လာမယ်လို့ထင်ပါတယ်ဆရာလုပ်ပြနေတဲ့ပုံစံလေးလည်းသဘောပေါက်မယ်လို့ထင်ပါတယ် 右に行きます。はい、1、はい、2、腰使う、2回使う。はい、3、4、5、6、7、8、9、10、1、2、もう決めたんで1で အခုချိန်ထိ timing တစ်ခုမှာဘယ်ဘက်ညဘက်တစ်ခုစီလုပ်ပေးမယ်အခု timing တစ်ခုမှာဘယ်ရောညာရောအကုန်တွဲလုပ်မှာဖြစ်ပါတယ် timing တစ်ခုပြလိုက်ရင်ဘယ်ညာဥရကန်ဂျာကူဥရကန်ဂျာကူအပြီးစီပါ スムーズにね、スムーズに。2、3、4、だんだん早く、5、6、はい、8、9、ラスト、はい、直って。はい、楽にしてください。一回ジャンプしましょう、ジャンプ。 ကိုတော့နည်းနည်းတွေးပူနေနဲ့ဂျမ်ဘူလေးလောက်ခဏဖြစ်ပါတယ်အမှန်တကယ်တော့ဒီလေးချိန်ကလောက်တဲ့နေရပါတော့အပြင်မှာဒီပတ်ပတ်လေးမှာလည်းနည်းနည်းတစ်ခွက်ခွက်ချပြီးတော့ -2 ဒီဂရီလောက်ထိဖြစ်နေပါတယ်ပြီးတော့တော်တော်အေးပါတယ် はい、直って。はい、行きます。はい、よーい。はい、斜めについて、1。で、今、左の股関節にしっかりこう、入ってるんです。 ဦးလက်ကျင်သားတဲ့ခါတင်မတက်ဒီပေါ်အခြေခံပြီးတော့ဘေးတဆောင်ပေးရနဲ့ဆန်ကူစတာချီပြီးရင်တက်တဲ့ခနာကိုတက်မမနဲ့ပြီးရနဲ့အနေငယ်ဘေးတဆောင်85ဒီဂရီလောက်ဘေးတဆောင်လက်တီပြီးရနဲ့အနောက်ထပ်အတဲကိုဆန်ကူစတာချီစားတဲ့ဒီနင်းငယ်လှူရှားမှုလေးတွေကိုပေါင်းစပ်ပြီးတော့လေ့ကျင့်ငန်းဖြစ်ပါတယ် 一回一回股関節入れる練習したので、そこを意識しながら前に持っていくように。はい、3。逆にね。はい、4。はい、5。6。はい、7。はい、一回直ってください。で、こう、1。ဟုတ်ကဲ့ပြောမယ်ဆိုရင်ဒီလိုမျိုးလေ့ကျင့်ခန်းတွေကဘယ်သူမှဆိုလုံနိုင်တဲ့လေ့ကျင့်ခန်းတွေဖြစ်တယ်ဆိုပေမဲ့လည်းအခုပို့ပြီးဆရာဖြစ်စေချင်တဲ့ဟာကဒီခြေထောက်ပေါ့နော်ဇန်ကုစုတက်ခြေကနေပြီးဝစ်ပြီးတော့ဇန်ကုစုတက်ခြေပြောင်းတာမျိုးဇန်ကုစုတက်ခြေကနေပြီးတော့မှစုံရက်တဲ့ပုံစံပြောင်းတာမျိုးအဲ့ဒီဟာမျိုးတွေမှာဒီခါပိုင်းတင်မပိုင်းခြေထောက်ပိုင်းနေလက်သီးပိုင်းနေရဲ့အရွေးရှာအနေထားကိုပို့ပြီးအောင်စိုက်စီချင်တာပေါ့နော် 粘りをちょっと意識しながらやるようにしてください。また、はい、構えて、はい、ゆっくりいきます。はい、1、 နင်းနေမှန်မှန်နဲ့ပြန်လည်လေ့ကျင့်ပါပါ はい、2、
3、4、で抑える、パワーが溜まってればそのパワーを前に持ってくる。5、はい、6、で一つこう持ってこないようにしっかりと目標をしっかりと。 လက်သေးထိုးတဲ့အခါမှာတိုင်းမဲ့ထိုးလိုက်တာမျိုးမဟုတ်ဘဲနဲ့ကိုယ်သတ်မှတ်ထားတဲ့သတ်မှတ်ချက်နေရာတာဂက်အလေတတိကြကြကိုထိုးတာမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်စီချင်ပါလေそれを入れてね。はい、4、はい、1、はい、2、目標に、はい、3、4、はい、5、はい、6、はい、力入れて一挙動でいきます。よーい、はい、ပို့ပြီးတော့ဒီအောက်ပိုင်းကိုတတိထားဖို့ပြောနေတာပါအပေါ်ပိုင်းလက်သီးတွေပဲအားရအနေနဲ့ထိုးပြီးတော့ခြေထောက်ပိုင်းကိုဘာမှအာရုံစိုက်ပဲဖြစ်နေမှာမဟုတ်ဘူးဆရာကစတာဒီအောက်ပိုင်းတွေကိုပါပို့ပြီးတော့လုပ်ပါလို့ပြောနေတာပါためを持ってくる。はい。はい。オッ。はい。オッ。はい。硬い硬いとこしっかり抜いて。はい。ふう。ラスト。してください。はい、はい、ちょっと移動機能行きましょう。はい、ちょっと下がりましょう。下がらなくていいか。そのままでいきます。はい、用意。はい、正確に。はい、下段払い構えて。はい、前に追いつきいきます。丁寧に。これを追いつきと申します。追いつきထိုးတဲ့အခါမှာဒီထောက်ချီရှေ့ချီကိုအာယုံပြုတ်ပြီးတော့အနောက်ချီရောနောက်လက်ကိုဖေးပေးခြင်းနဲ့တက်ထိုးရမယ်ကိုအာယုံဆိုင်ပြီးပြောနေတာပါはい、5、はい、下がりながら丁寧に上げる逆ずきしっかり腰を使いながら追いつきပြီးသွားတဲ့အချိန်မှာအနောက်ကိုဆိုရင်တဲ့နဲ့အာဂေကေပေါ်ပိုင်းတာနေပြီးတော့ဂျာဂူစကီထိုးမှာဖြစ်ပါတယ်3、4、5、このまま丁寧に上段中段、はい、1、ဒီဟောင်းတွေကိုတဖြည်းဖြည်းဆွဲခေါ်ရနေတယ်နော်ကိစ္စမီဂျာဂူゆっくりでゆっくり、はい、2、3、はい、4、はい、5、下がりながら同じ手で上げ受け、外受け、逆突き。ဒီခေါက်ကအနောက်ဆုံးရင်းနဲ့ဂျော်ဒန်အာကေစွတ်တူကေဒီဇာမီ一回一回腰切るよ。2、はい、3、4、はい、5、はい、一回直ってください、直る。はい、楽にして。一回一回腰切るね。上げ受け、外受け、ただ手だけでこう持ってこない。一回一回一回。腰
ဒီအကေကေတို့စတိုကေတို့လေးတဲ့ကမှာပြန်ပြီးတော့ဘောနော်ခါအလဲဓမ္မလေးတွေပါထဲဖို့ပေါ့နော်အဲ့ဒါတွေမမေ့တော့ဘူးပြန်ပြီးတတိထားဖို့မလုံနိုင်သေးဘူးဆိုရင်တခုချင်းစီကြားမှာဒီလက်သီးထဲဖို့ပေါ့နော်အဲ့ဒါလေးပြောပြပေးနေရပါ はい行きましょうはい用意はい正確にはい下段から構えてはい3本連続き丁寧にいきますはい12丁寧にまっすぐ同じ場所を作るはい35次は下がりながら上げ受け外受け下段払い同じですねနောက်ဆိုရင်လည်းအကေကေဆိုတိုကေပြီးတော့ဂီတန်ပါလိုက်ပါထပ်ပေါင်းမယ်ပြီးရင်ချက်ခု 一回腰戻すねはい2で前足がこう持ってかれないようにしっかり軽くねはい3はい4はい5はい直ってはい楽にしてください呼吸整えてはい力入れていきましょうはいよーい ကိုကစားပြီးတော့အာနေလက်သီးအိုစကီထိုးတဲ့နေရာမှာအိုစကီရဲ့နေရာပေါ့နော်အဲ့ဒီကိုသွားချင်တဲ့နေရာအထိရောက်ကိုထိုးချင်တဲ့လက်သီးကိုထိုးချင်တဲ့နေရာရောက်အောင်သွားဖို့ပေါ့နော်အဲ့ဒါကိုတတိယဖြစ်ပါတယ်出だしないとね3で下がるときポイントなんですけど、上げ下がるときにどうしてもこう下がるから重心が後ろにいってしまうので、イメージとしてしっかりと前でこう押さえるつもりでやってください。ただ下がるからこうなるんじゃなくて、逆に前でこうつくような感覚でしっかりと上げるに持っていってください。またなーなーにならない下がるときしっかりとこう逆に前で押さえるつもりで常にやるようにね。またはい行きましょう。はいよいはい下段払い構えて上段中段はいもう一回多いね3はい、下がりながら上げ受け外受け逆抜きはい多いね3こう受けるときこう上から受けないようにしっかりと横に持ってくるようにはいラストはい一回直るはい呼吸整えてはい行きましょうよーいはい下段払い構えて3本連続よーい
回屈伸しましょう。屈伸して。はい、一回2人ずつ組んでください。2人ずつ組む。2人ずつ1回やって。အဲ့တော့တယောက်တည်းနဲ့ technique တွေကိုလေ့လာပြီးတဲ့နောက်ပိုင်းမှာနှစ်ယောက်တွဲနဲ့ဒီ technique တွေကိုအသုံးချပြီးတော့ community ပုံစံတိုက်ခိုက်ခြင်းပုံစံပေါ့နော်ဒါကိုရပြီးမှဖြစ်ပါတယ် はい、それに対して上げ受けやってるときにもう一回進みます。はい、2はい、3丁寧にね。はい、4力入れてはい、5はい直ってはい反対側でတစ်ဖက်နဲ့တစ်ဖက်ပြန်လန်းဆိုတော့ဒီဘက်တိုက်ခတ်တဲ့သမားကကြတော့ OE screen နဲ့တိုက်မယ်defense သမားကကြတော့AGOK တိုက်မယ်ပြီးရင် Jagusu နဲ့ပြန်တိုက်မယ်ဒါကိုပဲ၅လန်းစီပေါ့နော် 3はい、4はい、5はい、直るはい、下段まで構えて上段、中段です。それに対して上げ受け အဲ့တော့ဒီတစ်ခေါက်တစ်ဖက်ကလူက OE screen မဟုတ်ဘဲနဲ့ Jordan ချူတန်တိုက်ခိုက်လာတဲ့အခါမှာဒီဘက်တားမဲ့လူကဘယ်လိုရေးတာမလဲ Jordan အတွက်ကို AGOK တာမယ်ချူရန်အတွက်ကိုဆိုတိုဂီတာတယ်ပြီးတော့ပြန်တက်ခက်တဲ့ဟာကဂျာဂိုစကီတိုက်တယ်ဒီလိုမျိုးပေါ့နော် はい、3はい、4はい、5はい、直るはい、反対下段払い構えて同じ手で打ちます。同じ手で上げ受けはい、2はい、3はい、4はい、5はい、直るはい、そのまま下段払い構えて3本連続いきます。3本連続それに対して上げ受け ဒီတစ်ခေါက်မှလည်းလိုပဲပေါ့နော်တကယ်တစ်ဖက်လူက3လက်သီး3ချက်ထိုးလာတယ်အပေါ်အလဲဆိုတော့3ခုထိုးလာတဲ့ဟာပါဆိုရင်ဒီ3ခုနဲ့ပတ်သက်ပြီးတော့ကိုယ့်အောက်ဘယ်လိုတာမလဲ3ခုဆိုပထမဂျော်ဒန်အတွက်ပထမဦးကောင်းပိုင်းကိုတက်ခတ်ခြင်းတော့ကိုဦးကောင်းပိုင်းကိုကာကွယ်လိုက်မယ်ပြီးတော့အလဲ2ချက်ကိုလည်းဆိုတိုကေပြီးတော့ဂီဒန်ဘာဒါကြီးနဲ့ကာကွယ်ပြီးတော့ပြန်ပြီးတော့ဂျာဂိုစကီနဲ့ပြန်ထိုးမယ်ပေါ့နော်ဒီလိုမျိုးကွန်မတီပုံစံကိုကီဟွန်းထဲမှာပါတဲ့ community ပုံစံကိုလေ့ကျင့်ပြနေရဖြစ်ပါတယ်
အားလုံးကိုခေါ်ဆိုပြီးတော့ဆွမ်းနာဒီလုတ်ထားတဲ့ထဲမှာလေ့ကျင့်တဲ့အခါမှာပြင်ဆင်ကြည့်စင်တာလေးတွေကိုပြန်ပြီးရှင်းပြပေးရဖြစ်ပါတယ်အဓိကအပြင်တော့ဒီခိုရှိဒီခါပိုင်းတင်မပိုင်းအလှည့်ပိုင်းတွေပေါ့နော်သုံးတဲ့အခါမှာသုံးဖို့ကိုပို့ပြီးတော့အာရုံစိုက်ဖို့ဒီလက်ကြီးပဲဒီခြေထောက်ကြီးပဲဒီမဟုတ်ဘဲနဲ့လက်ကြီးပဲတက်အာရုံစိုက်တယ်မျိုးမဟုတ်ဘဲနဲ့ခန္ဓာကိုယ်ရဲ့ခါတင်မလှည့်နေတွေပြီးတော့ပြန်ထိုးတဲ့ဟာတွေဒါတွေကအာရုံစိုက်ဖို့ပြောပြပေးနေဖြစ်ပါတယ်次は2相手が3ついてくると同時に足を前に出したら出しながらできる大丈夫もっとない抑えながらまたちょっと一回やってみましょう2人ずつ組んではいこっち側の人相手の前に構えてဒီတစ်ခါမှာတော့တိုင်းနဲ့တခါတည်းဝင်ထိုးတဲ့ဟာပေါ့သဘောတရားကတစ်ဖက်လူကဒီစမ်ပွန်ဇူကီနဲ့လာပြီး3လက်တီး3ချက်ပေါ့နော်အပေါ်လေလေနဲ့ထိုးတဲ့အခါမှာကိုကရောပြန်တာမယ်ပေါ်ပိုင်းဂျော်ဒန်ဆူတူကီတာမယ်ပြီးဂီဒန်ပါရိုက်တားတာနဲ့တပြိုင်နက်ကိုပဲဂျာကူပေါ့နော်ဂီဒန်ပါရိုက်နဲ့ဂျာကူကိုတန်းထိုးတဲ့ပုံစံဒါလေးတွေကိုသင်ပေးနေဖြစ်ပါတယ်はい、もう一度いきます。はい、手の前に構えて。はい、1。はい、2。はい、3。
ဂီဒန်ပါရိုက်တာပြီးတော့ဂျာဂုစကီဝင်ထိုးတဲ့အချိန်မှာဘေးဘက်ကိုအရင်ထွက်သွားရင်ပြန်ဘက်ရှူမရောက်ဘူးပေါ့နော်အဲ့ဒါမို့လို့ဘေးဘက်ကိုထွက်တာမျိုးမဟုတ်ဘဲနဲ့အတွင်းဘက်ကိုဝင်ပြီးတော့ဝင်ပြီးတော့တားလျက်ထိုးလျက်တပြိုင်နက်ပေါ့နော်ဒါကိုသင်ပြီးနေဖြစ်ပါတယ်はいよしっかり足を動かしていくよ先生方見ながらお願いしますはい下段払い構えてはいよーい一回一回気合いだぞこうついたらスッと戻ろうもうついたら戻るはいシェイでこの時にイメージしてほしいのが上からつくんじゃなくてこの時しっかり下半身から持ってってくださいって言った通りにしっかりとこう足からအခုဒီလေ့ကျင့်ခန်းလုပ်တဲ့အခါမှာတကယ်သတိထားမဲ့ပိုင်းအပေါ်ပိုင်းတွေပဲတားတယ်ထိုးတယ်အားတွေအနေနဲ့မဟုတ်ဘဲနဲ့တကယ်တမ်းဖြစ်စေချင်တာပေါ့နော်ဒီအောက်ပိုင်းဒီခြေထောက်ပိုင်းရွေရှားမှုပိုင်းတွေကိုတကယ်အာယုံစိုက်ပြီးတော့သတိထားပြီးတော့ရွေရှားစေချင်ပါတယ်တဲ့ 7早くはい
ကီဟွန်အပိုင်းမှာဒီအကောင်လုံးကိုဒီလိုလေ့ကျင့်ပြီးတော့တစ်ဖြတ်နားခဲ့ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာ community နဲ့ပတ်သက်ပြီးတော့ပို့ပြီးအသေးစိတ်တက်တာဆရာကရှင်းပြပေးတော့မှာဖြစ်တဲ့အတွက်နောက်ထပ်ဗီဒီယိုလေးတွေကိုကြည့်ချင်နေဆိုရင်လည်း comment မှာမှန်ခဲ့ပေးပါဦးအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ် party ကိုလည်းအများကြီးလုပ်နိုင်ကြပါစေ